အကောင့်ကြိုက်တဲ့သူတွေအတွက်ပေါ်ပါအေးမြပြီးတော့လုံးဝရှင်းလင်းတန့်ပြန့်တဲ့စတိုင်လေးကိုဖြစ်စေတယ်။နောက်တစ်ခုကလေဒီအသားကတအားကောင်းတယ် Before Body ကထွက်ထားတာဖြစ်တဲ့အတွက်ဒီမှာနော်ဒီဟာ quality Before Body မှာဝတ်နေကြအမရဲ့ဖောက်တယ်လေးတွေဆိုရင်သိတယ်နော်ဒီ Before Body ရဲ့ quality ကဘယ်လောက်ကောင်းလဲဆိုတာလေ။ तू ကလေလီနေလာတဲ့ထဲမှာဆိုဒီ quality ကအရန်ကောင်းတယ်ပေါ့နော်။ပြီးတော့လေ तू ကလေအသားလေးကအေးလေးနဲ့လေအခုတလုံးမှာ sport တွေကလေအရန်ကိုပဲခစ်စားနေတယ်ပေါ့နော်။ခစ်စားနေတုန်းလေးကိုမှဒါလေးတွေကိုတင်ပေးလိုက်ပါတယ်ရှင်ဒါကတော့ရောက်တိုင်းရောင်းမလောက်ပဲပေါ့နော်မတို့ဒါလက်တို့ဘီရှည်လေးတွေထွက်နေကြအခုကဒါလက်တို့ဘီတိုလေးထွက်လာတာပေါ့နော်စိုက်ကကြတော့42တမဝစ်မယ်ဆိုရင်အမတို့လို့ပို့တဲ့လူဆိုရင်တော့သူကလေနည်းနည်းဖဖဖြစ်နေမှာပေါ့ကွာ42 44 46ထိကိုရတယ်အတိုင်းရှိရ46အတိုင်းရှိပါရှင်သူကလေဟို44 46တမဝတ်လို့ရတယ်နော်42လည်းဝတ်လို့ရတယ်ဒါပေမဲ့လို့အရက်မြင့်တဲ့လူဆိုရင်တော့ရတယ်အရက်ပူတဲ့လူဆိုလို့ရှိရင်တော့42ဆိုရင်နည်းနည်းလေးဖားနေမှာပေါ့နော်အဲ့တော့အရက်မြင့်တဲ့လူဆိုရင်တော့42ရတယ်4446ကတော့ဟိုသူကလည်းသူကြိုက်တဲ့လူလေးဝတ်လို့ရတယ်ပေါ့နော်TDS Fashion Shop ကပါမြို့အောင်200ကျော်အယောင်ငွေချေစနစ်နဲ့လက်လီလက်ကရောင်းချပေးပါတယ်ရှင်ဈေးနှုန်းလေးကတော့92,500ပါနော်ဒါ site က46ထိရတယ်ကဲဒါလေးတွေအယောင်စုံနှုန်းလေးကိုမြန်မြန်လေးရွေးထားပါနှက်မို့လို့ရှိရင်ကုံတာလေးနဲ့တိုးမယ်နော်